သမီးတို့ခဏလေးပပပြပြမနော်အယုတ်ကြီးကလေမဲနှိုက်ပေးမှာမဲပေါက်တဲ့လူရမှာကန်ဆာမဲနှိုက်ရမှာနော်မဲတစ်စောင်ကို1000အယုတ်ကြီးမဲပေါက်တဲ့သူကအယုတ်ကြီးပေးမှာနော်အယုတ်မဲမပေါက်ရင်လေပပကလေသားတို့သမီးတို့မြတ်တာလက်ဆောင်နေနဲ့စောက်လုံးလေးတစ်ခုရဲ့ဘောလုံးလေးတစ်လုံးရဲ့ပေးမှာပပကြီးကလာယုံကြည်လိုက်သားတို့သမီးတို့အကျိုးမရုပ်စေရပါဘူးသားတို့သမီးတို့ပပကြီးကိုယုံနေမှာဟုတ်လားဝိတ်တင်ငါနိုင်ပါပဲငါနိုင်ပါဘောဒီတမပတ်စံပါလို့လားပါတယ်ဒီမှာပတ်စံပါလို့လားပါတော့ဒီမှာမမလည်းပတ်စံပါတယ်ပတ်စံပါရဲ့ပပကြီးကိုပေးမယ်တမဲကို1000ဟုတ်ပြီသမီးလည်းပေးမယ်သမီးလည်းပေးမယ်1000စီပေးတယ်ဆိုတော့သမီးကအရင်နိုင်ရမှာနော်သမီးကမဲရင်နိုင်ရမှာနော်ပပကြီးမဲပေးနိုင်မယ်ပပကြီးမဲနိုင်ရင်မဲပေါက်ရင်ပေါက်တဲ့ဥစ္စာသမီးတို့ပေးမှာသမီးဥစ္စာပါလားအော်သမီးကပလာမပေါက်ဘူးနော်သမီးနော်မပေါက်တဲ့စိတ်မပူနဲ့ပပကြီးကလေဒီမှာစုပ်လုံးလေးနဲ့ဘာလုံးလေးတစ်လုံးပေးမှာသမီးနော်အေးဘာညစုမှာဘောလုံးကြီးပဲရတာမနိုင်ပြမယ်ဗလာကြီးသမီးဗလာပေါ့ပါလို့ဘာမှစိတ်မငြင်းနဲ့နော်သမီးကဗလာဆိုပေမဲ့သမီးကဒီမှာစုပ်လုံးတစ်လုံးနဲ့ဘောလုံးတစ်လုံးရမှာဒီလည်းဗလာပဲနေရစုမမတောက်တာဟာတော်ပြီမနိုင်တော့ဘူးဟေးသမီးဘာပြောမလဲကိုရုပ်တယ်ရှိမှလေသမီးလေရုပ်ကြီးကြီးရုပ်ရှင်နဲ့မဲသွားလိုက်တာလေစောင်းလုံးနဲ့ပြီးပေါင်းနဲ့ပဲရဟာလိုက်ဟာပလိုက်ပဲကွာအော်ရုပ်တယ်ငါတို့ငငယ်လေးတွေကဒီရုပ်ကိုမဲဖောက်ပေးမယ်ဆိုပြီးလိန်စားလာလိုက်တာအခုချိန်ထိဒီနေရာမှာဒီအတိုင်းပဲရှိနေသေးပါလားဦးသမီးပြောကြရလားဦးသမီးပြောကြရလားလို့ကြားတယ်သမီးကြားတယ်ဒီတော့ရပါလေရှုပ်လိုက်တာကွာတိတ်နေလိုက်တာမလို့ပါငါတို့တဆောကြမယ်ဟုတ်တယ်တော့စားမယ်တော့ဘာရှောက်တာတော့လူပဲတော့အယုတ်တမကြီးအယုတ်တယ်လို့ပါကွာမင်းတို့ကလားဦးလေကျွန်တော်တယောက်တစ်ခါဒီအလကားပေးနိုင်မရောက်လေကွာဦးအဲ့ရုပ်ကြတကယ်ရောမဲဖောက်ပေးမှာလားဦးသမီးမင်းရဲ့လေဦးဟောအေးသမီးလာဦးနဲ့လိုက်ခဲ့ဟုတ်လားမဲကြောက်ဝိုင်းသူခိုင်သိန်းတော့ကြောက်ဝါမထိုးရဦးမလားမင်းတို့ကလားဟာလေဘာတော့ဟာဒီဘဝကြီးမလားကဲဘယ်လိုလဲဦးလေးခမရအခုချိန်ထိစုပ်လုံးနေဘူးစည်းပေါင်းနေပဲမဲဖောက်ပေးနေတော့မလားဟမ်မင်းကလားကျောက်တို့လိုချင်တဲ့ဒီအယုတ်ကြီးကဘယ်တော့ရမှာလဲဗျမင်းမဲပေါက်ရင်ရမှာဗောကွာတော်ခမရဗျာဒီအိတ်ထဲကမဲတွေကပေါက်တဲ့လူတွေရှိသေးဘူးနော်ရှိတယ်မင်းဟိုနေ့ကငါသားနှိုက်သွားတာပေါက်ရတယ်ကွာခုသားနှိုက်တာပေါက်တယ်လေအချင်းချင်းတွေလှုပ်တယ်နော်ဒီမှာဦးလေးခမရလာပြီးတော့အခုကလေးတွေကိုချင်းထည့်မနေနဲ့တော့ငငယ်တော့ဟူဆော့ခဲ့တဲ့ရုပ်ကိုပဲပြန်ဖောက်နေအနည်းဆုံးတော့မှုတ်လို့စုပ်လို့ရတာပေါ့ကွာဟာတွေပြောနေရလဲလို့ဘူပေါင်းရရင်မှုတ်မယ်ကွာစုပ်လို့ရရင်စုပ်မယ်အဲ့ဒါပြောတာကွာလူကြည့်တော့မမြင်မကန်းနဲ့ဟမ်အေးပေါ့မင်းတို့မမြင်မစမ်းနေရဒီလိုပုတ်ကဆောက်ကရင်ကောင်းနေတဲ့ကောင်တွေကိုဟမ်စိန်ကြနေတဲ့ကောင်တွေကိုဒီမှာဦးလေးခမရကျုပ်တို့ငငယ်လေးတွေကဒီရုပ်ကြီးကမဲဖောက်ပေးနေတာဟမ်ကျုပ်တော်အသက်အတော်ရနေဒီရုပ်ကြီးကအခုချိန်ဒီတိုင်းမှာပဲလားဗျမင်းမရောမင်းနိုင်ကြည့်လေမင်းမဲပေါက်ရင်ရမှာဗောကွာခမရဗျာလောက်စ
စားတဲ့ရက်ပါတော့လှုပ်စားတဲ့ရက်ပါတော့ဟမ်ခမရငငယ်လေးကကျုပ်တို့လိမ့်လာတာအခုချိန်ကြီးခမရဆက်လိမ့်နေလို့မယ်ကျုပ်တို့လိုချင်တဲ့အယုံကြီးခမရဘယ်ချိန်ပေးမှာ မင်းမဲပေါက်ရရမလေကွာ ခမမဲကြောမခဏထက်မပြောနဲ့ဤယုတ်ကြီးอ่ะဒီနေရာမှာမြဲနေတာတော်တော်ကြာနေအဲ့တော့ငါပြောတာမင်းတို့ကနားမလဲဘူး မင်းငါမဲကိစ္စကိုလနောက်ဆက်ရဲ့မင်းတို့ငါဥပဒေအတရားဆွဲမယ် ဒီမှာလူလိန်ဟမ်လူလိန်ကလူကောင်းတွေကိုခမတရားဆွဲမယ်ဆိုတော့ဟုတ်တော်တော်သဘာဝကြပါလား ဟုတ်တယ်နော် ဟဲ့အောင်နေတော့မလုပ်တဲ့ခမလူလိန်ဆိုတာကျောက်တော့အကုန်လုံးသိတယ် မင်းတို့နော် ကျောက်တော့ငငယ်လေးကခမလိန်လာတာဒီရုပ်ကြီးပေးမယ်ဆိုပြီးခုချိန်ကြီးခမကျောက်တော့လည်းထက်မရောက်သေးဘူး မင်းတို့နော် ဘာလဲခမပြော မင်းတို့မှားနော် ဘာမှမလဲဟမ် ဟဲ့အောင်လေ ဘာလဲဘာလို့ဖြစ်ဟမ် ဟာဘာပြောကုန်မှာလောက်ကြအောင်ဟာ ဘာယူထဟောလူလိန်ကပြေးပြီနော်ထိုးတော့မထိုးလိုက်တော့အာထိုးကြရမလို့ဘူးနားလေကွာနော်အဓိကငါတို့ညီတို့ဒီလိုစီးလုံးညီညွတ်နေတယ်မင်းတို့လူလိန်တွေအတွက်ဘယ်တော့မှနေရမရှိရဘူးကွာ